ရိုင်ယန်ရဲ့နှလုံးသားနစ်မြုပ်သွားတယ်။သူကဖြည်းဖြည်းချင်းချင်းကပ်လာပြီးအဆင်ပြေပါတယ်တမင်လေးငါတို့ကူညီဖို့အဆင်သင့်ပဲလို့တိုးတိုးလေးပြောလိုက်တယ်။မတ်ကစူးစိုက်ကြည့်နေချိန်တွင်ရိုင်ယန်ကဝါယာကျိုးကိုဂယုတစိုက်ဖြည့်ပေးလိုက်တယ်။ခက်ခဲပေမဲ့မိနစ်အနည်းငယ်လောက်ညင်သာစွာဆွဲယူလှုပ်ရှားပြီးတဲ့နောက်မှာတမင်ကလွတ်မြောက်သွားခဲ့ပါတယ်။သူကရုန်းကန်ထွက်လိုက်ပြီးရိုင်ယန်အားတိတ်ဆိတ်စွာကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည်ကားတစ်ပင်များထဲသို့ယူကျေးစွာခုံဝင်သွားလေတယ်။ရိုင်ယန်သည်ဂုံယူဝင့်ကြွားမှုကိုခံစားလိုက်ရသည်။သူကကောင်းမှုတစ်ခုကိုလုပ်ခဲ့တယ်သူကမတ်ကိုချီးကျူးဖို့လှည့်လိုက်တဲ့အခါသူ့လေခိုးကစိတ်လှုပ်ရှားစွာဟောင်းပြီးတမင်တွေပိတ်မိနေတဲ့ရှေးဟောင်းဝတ်တစ်ချပင်ချီရင်းကိုတူးဆွနေတယ်။ဆက်စုချင်းစိတ်နဲ့ရိုင်ယန်စုံစမ်းဖို့သွားခဲ့ပါတယ်။မတ်တူးနေတဲ့နေရာကပွဲရောင်းနေတဲ့မြေကြီးနဲ့အရွက်တွေကိုသူရှင်းထုတ်လိုက်ပြီးသူ့လက်ချောင်းတွေကမာကြောပြီးတစ်သားနဲ့ထိမိသွားတာကိုခံစားလိုက်ရတယ်။သူဆွဲထုတ်လိုက်တဲ့နှင်းသည်ရာသီဥတုဒဏ်ခံနိုင်သောတစ်တာငယ်လေးတစ်လုံးဖြစ်တဲ့တစ်ချက်နှိပ်လိုက်ရုံဖြင့်တန်ချေးတက်နေသော lodge ပွင့်သွားတယ်။အထဲမှာတော့မိန်ဖြော့ဖြော့ကတိပါခင်းပေါ်မှာရွှေတွေဒါမှမဟုတ်ကြောက်မြက်ရတနာတွေမရှိဘဲအဟောင်းကြောင့်အဝါရောင်တန်းနေတဲ့လိတ်ထားတဲ့စက်ကူစားလေးတစ်ခုရှိနေတဲ့သူကဂယုတစိုက်ခီလိုက်တဲ့နှင်းသည်မိန်ဖြော့နေသောမင်းဖြင့်ရေးဆွဲထားသောမြေပုံတစ်ခုဖြစ်ပြီးတောအုပ်၏အထင်ကရနေရာများမှာကောက်ကွေးနေသောတစ်ပင်တစ်ပင်ချောင်းတစ်ဖက်ရှိလေကားထစ်များစီတန်းထားသည့်ကြောက်တုံးကြီးတစ်လုံးနှင့်ထူးဆန်းသောပုံသဏ္ဍာန်ရှိသောကြောက်တုံးကြီးတစ်လုံးတို့ဖြစ်တဲ့တောအုပ်ထဲမှာအိတ်အမှတ်အသားတစ်ခုအမှတ်အသားပြုထားတယ်။အပိုင်း3စွန့်စားခန်းအစသူတို့နဲ့အတူလိုက်ခဲ့ကြည့်ယူခြင်း follow လုပ်ထားကြနော်